ဒီနေ့ကကြတော့ကန်းချီတော့ကြပါမယ်အဲရေဦးတော့ကျမစပင်လေးပါလောက်လိုက်အောင်ပေါ့နော်တော်မယ်အော်တော်ပါဆိုဒီမှာတကားပုံနဲ့ရင်ဝင်တိုက်စပင်လေးကိုလဲလိုက်မယ်စပင်စီးသွားရင်တော့မကောင်းစပင်ဖားလာချသွားရင်တော့ကောင်းမယ်အဲဟုတ်ပါဘူးစပင်လဲပါမဆိုအော်ရပြီအဲစပင်ဖားလာနေโอเคကဲအဲ့ဆိုတော့ဘိုင်းကင်ပါမယ်ဒီမြရောကြောင်သွားကျမတော့တော့တင်မှုပေါ့နော်ယောက်ျားလေးကင်ပါမယ်တို့ကြအဲ့ဒီဝဆိုင်ဘိုင်းညာလေးပြလိုက်မယ်အော်တို့ကျမလည်းပြပါမယ်တို့ဒီဂရိဒီဘာလဲစပင်နဲ့မလားစပင်ပြောင်းပြလိုက်ရပြီတိုင်းနဲ့သွားလို့တော့မဖြစ်ဘူးကောင်လေးမြဝိုင်းကြိုင်နေဘာဖြစ်တာလဲဟဲ့ဘက်ကဝါဝန်းဝင်းနေဟဲ့တိုင်းဘူးတော်လို့ငါမနေရပြီတိုင်းနဲ့မရပါဘူးဟဲ့ဟုတ်ကဲ့ဘူးဆိုငါတော့မရောင်းဟဲ့တော်ရောက်တယ်ခွေတော့မယ်ဟဲ့ဒါလေးပဲဝတ်သွားလိုက်တော့မယ်ကဲအစထိုတော့မင်းကလေးထက်ဆိုင်ဆက်ကိုင်းမယ်ပေါ့နော်ကဲကျမတော့အိမ်နဲ့ရောက်နေပါပြီကဲတော့သူခေါ်သွားပါမယ်ယောက်ျားကျွန်တော်လည်းသူ့ကိုခေါ်ရလိုက်မှာပေါ့နော်သွားမယ်ကိုလည်းဘာဖြစ်တာလဲငါဆိုင်ရလဲဘာလို့ရမလဲဟိုကနေကန်းနဲ့တမရမယ်လေခဏငါအိုင်ဒီတင်အောင်ပါအဲ့ဆိုတော့သူ့ခဏခေါ်ပြီးခဏနေခိုင်းလိုက်မယ်လာလူလာအိုင်ဒီထည့်ပါမယ်အိုင်ဒီလေးကိုတော့ YouTube ရဲ့ comment ထဲမှာပဲထည့်ပေးလိုက်တယ်ပေါ့နော်အဲ့ရတခါလေးပေါ့တခြားပုတ်တင်တော့ကလည်း IG မချပြထားလို့ပေါ့နော်ချပြပေးမယ်ပေါ့နော်ဟိုကကြcherry မေ့နေပါရဲ့ဟုတ်လားcherry မေ့တိတ်မတိတ်မထားဘူးအဲ့နောက်ရမှာဟဲ့ငါဟာတလုံးခါလို့ရှိရင်ရေခဲနန်းတော်လည်းတက်ပြမယ်ကထိန်လည်းတက်ပြမယ်ကိုကြိုက်တဲ့ဟာလေးကိုYouTube channel လေးကို comment ထဲမှာရေးပြခဲ့ပါလို့ပြောချင်ပါတယ်ကျွန်တော်ဟာလို့ပြန်ပြီ sorry ပါနော်အဲ့ဒါကျမခုနက TV ကြည့်နေလို့ပါအတန်းနေချားရပါဘာဖြစ် cherry တချောင်းဝင်ပါရဲ့လီချင်းဆိုရင်ဒီထက်ကမှာအဲ့ဒါကျွန်တော်သားပါမယ်သူများရေကျွန်တော်တွေ့ရလို့ပေါ့နော်လဲပေါ့ထွက်ပြလိုက်မယ်တဲလေးရေကိုချောင်းတော့သွားကြရအောင်ဘာနေတော့ဟာရှင်သားနေရောက်တော့မယ်လို့တဲလေးရေကဲရောက်ပါပြီရောက်ခဏလေးကိုွေးလောင်ဝင်တော့တဲလေးရေဟဲ့လုံးကြပါဦးနောက်ပြန်စုံကားညက်နေတယ်တဲလေးရေဟဲ့ကားညက်ကုန်ပြီလောက်ကြအောင်ကျမတို့ကားညက်နေရဆိုတော့အောက်ဝက်ဆင်းလိုက်ရမယ်အဲ့ဒီကားလေးဖွင့်မယ်လာတဲလေးလာပါမယ်ချယ်ရီနော်ပါမယ်ချယ်ရီလာအခုလောက်လိုက်ပြီအခုဘယ်သွားမှာလဲချောင်းတာမှာလေတိတူနီနူနေမစပါအော်မေကျော်ရှင်စာနေလေးဖြစ်ပါစေကွာမလီလာတဲလေးစကားလေးပါပြောပါငိမ့်နေရောပဲဟုတ်တယ်ပါဖလားတဲလေးလေကွာငိမ့်နေကွာအဲ့ဒီကတည်းကကြည့်နေငါဒါမှမဟုတ်ဆုံးမယ်ပြီးလို့ရှိရင်ဘယ်ကိုတို့သွားစီကြအောင်တော့တဲလေးနေတက်နေပဲသွားစားနေလိုက်တာကွာရေလေးပဲကူတယ်ချက်ပါမြောင်လို့ကျွန်တော်တို့တက်မယ်နော်ခဏလေးပေါက်ပြောင်းနေတယ်အပေါက်ပြောင်းနေတယ်အော်တွေ့ပြီ
တွေ့ပြီဖွင့်လိုက်အောင်မယ်တက်တော့မယ်နော်တဲလေးရေတခြားကြိုက်ထားတော့ပြုတ်ကြမယ်ဒီလားတဲလေးချောင်းစောနေကြီးကမ်းမုတ်တွေမစားနဲ့တော့တဲလေးကိုတို့အောက်ကိုမြင်းနေမြင်းပါဟာ စားတော့ဒီမှာဆက်မှုဒီမှာတကယ်ကြီးအတန်မှာ တဲလေးဆင်းလေတဲလေးဆင်း ဟာ ဒီဆင်း ချယ်ရီတမ်းမဟုတ်ပါချယ်ရီတကယ်ကြီးအတန်မှာချောင်းစောတို့သူပြောခိုင်းထားတာအဲ့တော့ပါမယ် I love you တွေထွက်နေပါတယ်အသေးပုံနေဟာဒါလေးမပြိုးကြပါဦးမယ်ဟာလေးချက်ပြီးအိတ်ဆက်နာပဲအားပေါ်လည်းချက်အောင်လေဟာနင်မစားခိုင်းဘူးလေဟာတားကဒူစားရမယ်ဆိုနင်ပြောရမစားခိုင်းပါဘူးငါနင်ရေပဲတောက်ခိုင်းတာစားတော့ငါမစားတော့လီစီပါမယ်စားမင်းနဲ့စားနေတော့ငါမစားတော့ဘူးစားတော့ငါထမင်းပဲထားရတော့မယ်ဟုတ်ပါဘူးလီစီပါမယ်ဆိုတော့တော့ပဲကိုလိုက်တော့ပြီမဘူးအမဝဲစုခွဲနေလို့ဟဲ့ကြာတယ်လေးစားဖို့ယူထားတယ်တော့စားလူနေစားနေစားတယ်ခါလေးစားလိုက်အဲ့ဒါโอเคစားနေပြီအဲ့ဒါစားကြည့်နော်အဲ့တော့ပဲချယ်ပြီးတော့ပြန်တော့မယ်နော်ခဏတော့သူယောက်ျားအပါဦးမိန်းကလေးမကလည်းလို့ပါခဏရေခဲနန်းတော်ရဲ့ကထိန်ရဲ့ ID တမီအကုန်မှတ်တဲ့ဟာလေးတို့ပြန်ပြီးတော့လုပ်ပြမယ်ပေါ့နော်သူ့ကိုနန်းကြီးလေးညတော့လူကမေးထားလို့မို့ပြလိုက်ပါမယ်အထောက်ကိုနှိပ်လိုက် KRS အကိုနှိပ်လိုက်လို့ရှိရင်သူကနန်းမှာဖြစ်ပါတယ်သူကအစတော့မနန်းဘူးပေါ့နော်အဲ့ဒီမီနူနှိပ်ပြီး hospital အပေါ်ဆုံးမှာဟိုပါတဲ့ဟာလို့ဘာလဲဆေးဘူးလေးတော့ယူလာကိုချစ်တဲ့သူတော့ပေးပါအဲ့ဆိုရှင်ရမှာပဲဖြစ်ပါတယ် gift ကိုပေးပြီးတော့အဲ့ဒါကိုပေးလိုက်ပါကိုမဝယ်ထားတဲ့ဟာတွေလည်းမရောက်ပါဘူးအဲ့ဆိုသူ့ကိုပေးနိုင်မှာပဲဖြစ်ပါတယ်ကဲအဲ့ဆိုတော့ KRS ကိုအောင်မြင်ပါစေလို့ပြောပါတယ် Cherry တောင်းပြီးတော့ကြပါတော့ ID လေးကိုအခုပြန်တင်ပေးပါမယ်နော်ကဲအဲ့ဆိုတော့အားလုံးပဲ